လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Training Ground Harashia Shitori Prime မြန်မာရဲ့ Chief Instructor နေဟန်ခံဖြစ်ပါတယ်ကျွန်တော်ကတော့ Karate မြန်မာလေဝေးစဉ်ဟောင်းတစ်ယောက်ဖြစ်ပြီးတော့နိုင်ငံအတွက်လည်းကျွန်တော်တို့ရွှေတစိမ့်ငွေတစိမ့်ခြေစိမ့်တွေယူဆောင်ထားတဲ့သားသမားတူလေးဖြစ်ပါတယ်ကျွန်တော်တို့ Karate ဆိုတာကတော့ဂျပန်လူမျိုးတွေရဲ့ရိုးရာအခြေခံအားကစားတစ်ခုပေါ်အခြေခံလာပြီးတော့လက်နက်မဲ့တိုက်ခတ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ကျွန်တော် Karate ကိုသင်ယူတက်မြောက်ခြင်းအပြင်ကျွန်တော်တို့မိမိကိုယ်ကိုယုံကြည်မှုတွေပိုတိုးလာမယ်ပြီးရင်ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေပို့ပြီးတော့ခိုင်မာလာမယ်တင်းဖွဲ့တွေနဲ့လှုပ်ဆောင်ခြင်းစိတ်တွေပို့ပြီးတော့တိုးတက်လာမယ်ဒါပြင်ကလေးငယ်လေးရဲ့ lifestyle မှာ confidence မရှိတာတွေခါကြလို့ရှိရင်ကြောက်ရွံ့နေတာတွေမရဲတင်တာတွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ရဲ့ဒီ karate class ကနေပြီးတော့ physical and brain development program မှာပေါင်းစပ်ထားပြီးတော့ထိရောက်သေးကြစွာနဲ့ကျွန်တော်တို့အကျိုးရှိစွာကျွန်တော်တို့သင်ကြားပို့ချသွားမယ် summer camp တွေကိုကျွန်တော်ဒီ training ground မြန်မာမှာကျွန်တော်တို့ဖွင့်လှစ်သွားရှိမှာဖြစ်ပါတယ်ကတွေ့ရတော့ Facebook ကောပေါ့နော်ကလေးကတင်တက်ချင်တယ်ဆိုတော့ညီမတို့ဘယ်မှာထားမလဲပေါ့နော်ဘယ်မှာကောင်းမလဲဆိုပြီးတော့လိုက်ရှာတယ်အဓိကညီမတို့ကဆမ်မမှာစထားမယ်စဉ်းစားတဲ့ခါကျတော့အဓိကဂျာတီတို့ကတအားပူတယ်ပေါ့နော်သူကကြတော့ gym မှာလည်းဖြစ်တယ်ဟို aircon လည်းပေးနိုင်တယ်ဟိုကလေးတက်တာရအောင်ပေါ့နော်ရွေးတော့ဒါလေးတော့အဆင်ပြေမယ်ဆိုပြီးတော့ထင်လို့ပေါ့နော်စပြီးတော့ try ကြည့်လိုက်တာပေါ့နော်ကျွန်တော်တို့ဒီ summer program လေးမှာတော့ကျွန်တော် karate အပြင်သူမတူတဲ့ထူးခြားချက်တွေအနေနဲ့ကျွန်တော်တင်ထားနေပြီးတော့ physical training တွေပြီးတော့လို့ရှိရင်ကျွန်တော်တို့တခြားသော games activity တွေဒီကလေးငယ်များရဲ့ brain development ကို support ဖြစ်စေမဲ့ training တွေပြီးရင်ထပ်ပြီးတော့ကလေးငယ်များရဲ့ကိုယ်ခန္ဓာရိုးစစ်ကျန်းမာကြံ့ခိုင်မှုတွေပြီးတော့ကျွန်တော်တို့ချုပ်ကလေးငယ်တွေဆိုလို့ရှိရင်ခန္ဓာကိုယ်ဒီကျွန်တော်တို့ခြေထောက်ကလေးတွေကျွန်တော်တို့ခွန်နေရာတွေတေးချာချာလေးပြန်ပြီးတော့ပြုပြင်ပေးရမယ်ကလေးတွေအတွက်နေ program များကိုတူးချင်းတီးတန့်လဲကျွန်တော်တို့ကလေးတယောက်ချင်းနေတိုင်း use ဆိုင်ပြီးတော့ program တွေရေးဆွဲထားပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ outdoor activity တွေလည်းကျွန်တော်တို့ထပ်မံပြီးတော့ပါရှိသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ training ground Harashia Shitori Prime မြန်မာ Karate Club အနေနဲ့ကျွန်တော်တို့ကလေးတယောက်ချင်းစီရဲ့သူမတူတဲ့ talent တွေကို unlock လုပ်ပေးဖို့အတွက်ကျွန်တော်တို့ကအမြဲတမ်းအဆင်သင့်ရှိနေပါတယ်